နောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျွန်တော် react ပေါ့ changes ပေါ့ဒါကလည်းကျွန်တော်တို့ ਨੇ တော်တော်လေးအဆက်နေတဲ့ဒီ value တစ်ခုကျွန်တော်တို့လည်းဒီ keyword အရန်ကိုဒီနှစ်ပိုင်းမှာပေါ့နော်ဒီကျွန်တော်မျက်စိကြားမိတဲ့ keyword ပေါ့နော်ကျွန်တော်တို့အခု digital media landscape အခုဆိုရင်ပြောင်းလာပြီပေါ့နော်လူတွေကဒီ platform အစုံစမ်းသုံးလာကြတယ် TikTok ဆိုကျွန်တော်တို့အတွက်ဒီမြန်မာနိုင်ငံအတွက်ဆိုရင်အကောင်းဆုံး platform တစ်ခုလို့ဖြစ်လာပြီပေါ့နော်ဖြစ်လာပြီဆိုတော့ကျွန်တော်တို့ကတော်တော်များများဒီအဲ့လိုလုပ်ငန်းတွေဆိုရုပ်တရက် Facebook ကနေ TikTok ကိုပြောင်းသွားတာရှိတယ် Viber နဲ့ TikTok ရုပ်တရက်ပြောင်းသွားတာရှိတယ်တချို့ဆိုလည်းလောက digitalize မလုပ်ထားရင်တော့ရုပ်တရက်ကြီးလို့ TikTok ပေါ်တက်လာပြီးတော့လို့ in die r die လောက်တာရှိတယ်ပေါ့နော်အဲ့ချိန်ကျရင်အရင်တော့ဆိုလုပ်ငန်းရှင်တွေကအရင်တော့လုပ်ငန်းရှင်တွေပုံစံတွေကဆိုကျွန်တော်တို့က plan ပြီးရင်ကျွန်တော် review ပြီးမှကျွန်တော် ACQ ပြီးရင် report ပြီးရင်ကျွန်တော်တို့ဒီအပေါ်ကိုပြန်တက်ပြီးတော့ plan ပြန်လုပ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့သွားတယ်ပေါ့နော်ဟိုအဆင့်သွားတယ်အခုခေတ်ကကြောက်ကျွန်တော်တို့ကဘယ်လိုလာလဲဆိုတော့ ACQ တန်းလုပ်တယ်လုပ်ရင်းနဲ့မှပဲကျွန်တော် plan တွေလုပ်ပါတယ်လုပ်သွားပြီးကျွန်တော်တို့ဒီ plan ကိုကျွန်တော်လုပ်နေတဲ့အချိန်ကာလမှာပဲကျွန်တော်တို့ကဒီ tools တွေ AI တွေခက်စားလာတော့ review လုပ်တယ်ပြီးရင်လုံနေတယ် ACQ ကအမြဲတမ်းလိုက်နေတာပဲပေါ့နော် ACQ ကအမြဲလိုက်နေတယ်အဲ့တော့ကျွန်တော်တို့ကဒီခက်မှာဆိုရင်ကျွန်တော်တို့က plan လုပ်ပြီးမှ ACQ လုပ်မယ်ဆိုတာအထက်အရင်စလုပ်ပြီးမှပေါ့နော်ကျန်တာကို plan ကိုအဲ့လိုပိုကောင်းအောင်လုပ်ပါစလုပ်တာကိုပိုကောင်းအောင်လုပ်ကိုစမ်းကြည့်ဟိုမြေစမ်းခရမ်းမျိုးပေါ့နော်ကျွန်တော်တို့စမ်းကြည့်လုပ်ဆရာရှိတာလုပ်သွားပြီးမှကျွန်တော်တို့ဒီတောက်လျှောက်ကောင်းအောင်လုပ် review လုပ်ပြင်သွားပြီးမှပေါ့နော်ကျွန်တော်လုပ်တာမျိုးပို့ပြီးတော့ဟိုသဘောကျလာကြတယ်ဒီ reactive ဖြစ်တာဟိုပို့ပြီးတော့လုပ်ငန်းရှင်တွေလည်းတောင်းတလာတယ်ပေါ့နော်ဟိုမှာ freelancer ဆိုလည်းအဲ့လိုပဲ trend တစ်ခုဖြစ်ပြီဆိုရင်တော့ဆိုကျွန်တော် freelance ရေးမယ်ဆိုရင်ဥပမာဒီ design ဆွဲပါအောင်ဟဲ့ designer ကိုတော့ခေါ်ပါအောင်ဥပမာ digital marketing သမားကိုခေါ်ပါအောင်ဘယ်သူခေါ်ပါအောင်ဆိုကျွန်တော် trend တစ်ခုကို3ရက်လောက်အချိန်ပေးရတယ်အခုကျတော့ဥပမာဒီနေ့မနက်မိုဟင်းက trend ဖြစ်ပြီဆိုရင်လုပ်ငန်းရှင်တွေဘာလို့လဲဆို content writer တွေက design ဆွဲနိုင်တဲ့လူမျိုးတွေရှိသွားပြီဆိုတော့တို့တော့တခါတည်းအဲ့လူကိုဒီနေ့လည်းငါဒီ trend တင်နေတယ်မင်းတို့ငါ့ကိုစီစဉ်ပေးပါဆိုတဲ့ပုံစံမျိုးခိုင်းလာတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ values တွေကအကုန်လုံးကဆက်နေတဲ့အတွက်ကျွန်တော်တို့ကအရှိဟာတွေအကုန်တော့ကြည်တာမှာကိုကဒီအချိန်မှာ react လုပ်နိုင်မယ် changes လုပ်နိုင်မယ်ဒီ changes ကိုလည်း acceptable ဖြစ်အောင်လုပ်နိုင်မယ်ဆိုတဲ့အခြေအနေမျိုးဖြစ်လာတယ်ပေါ့နော်